ဆိုဗီယက်ယူကရိန်းနိုင်ငံချာနိုဘယ်မြို့မှာရှိတဲ့နျူကလ িয়ার ဓာတ်ပေါင်းဖိုအမှတ်လေးပေါက်ကွဲပြီးတော့9နာရီကြာမှာချာနိုဘယ်မြို့နဲ့40ကီလိုမီတာဝေးတဲ့အနုမြူစွမ်းအင်ဌာနချုပ်ကလူတစ်ယောက်ကရာသီဥတုပူလိုက်တာဆိုပြီးတော့သတင်းပေါက်ကိုဖွင့်လိုက်တယ်။သတင်းပေါက်ကိုဖွင့်လိုက်တာနဲ့ရေဒီယိုဓာတ်သတ္တိတိုင်းတာဆက်ကချက်ချင်းပဲအချက်ပေးတမ်းမိလာတယ်။တွားကြည့်လိုက်တော့ဓာတ်သတ္တိကြွမှုက8မီလီရာဂန်နဲ့အနုမြူဝေဘဗေဒပညာရှင်အိုလန်နာကချက်ချင်းပဲခိုးစာလေးတစ်ခုနဲ့ပြင်ပကလေးကိုယူဓာတ်ခွဲခန်းထဲမှာလေ့လာလိုက်တယ်။သူတို့စိုးရင်တို့အမေရိကန်လက်နက်မဟုတ်ပဲဓာတ်ပေါင်းဖိုလောင်စာပေါက်ကွဲမှုဆိုတာကိုသိလိုက်ရတယ်။အိုလန်နာကချက်ချင်းပဲအနီးနားကစက်ရုံတွေကိုဖုံးဆက်မိကြည့်တော့သူတို့စီကမဟုတ်ဘူးလို့ညင်းကြတယ်။ဒါနဲ့ဌာနချုပ်နဲ့အဝေးဆုံးချာနိုဘယ်ကိုဖုံးဆက်ကြည့်တော့ဘယ်သူမှဖုံးမကိုက်ကြဘူးဒါဆိုရင်တော့သိကြပါပြီဒီလောက်ဝေးတဲ့အကွာဝေးမှာတော့ဓာတ်သတ္တိကြွမှုက8မီလီရာဂန်ရရင်ချာနိုဘယ်မြို့ရဲ့ဓာတ်ပေါင်းဖိုကြီးတစ်ခုလုံးပေါက်ကွဲသွားပြီဆိုတာချာနိုဘယ်မှာတော့မြို့ပြက်နေပြီဆေးရုံမှာလည်းဓာတ်သတ္တိလောင်ခံထားရမိသက်သမားတွေနဲ့ပြည့်ကျက်နေတယ်အနုပူစွမ်းအင်တွေကသူတို့ရဲ့အဝတ်စားတွေမှာစိတ်ဝင်ပြီးတော့ခန္ဓာကိုယ်ထဲကိုဖောက်ဝင်နေကြပြီသူရာမျိုးတစ်ယောက်ကမိသက်သမားတွေရဲ့အဝတ်စားတွေကိုအားလုံးချုပ်ခိုင်းပြီးတော့မြေရောက်ခန်းထဲကိုတောက်ဆုပ်ပစ်ခိုင်းတယ်အဝတ်စားတွေကိုကိုင်းလိုက်မိတဲ့သူနာမျိုးရဲ့လက်တွေလည်းနေရဲလာတယ်ဒီဘက်မှာတော့ RBMK ဓာတ်ပေါင်းဖိုကျွမ်းကျင်ပညာရှင်လီဂါဆော့ကသူအစည်းအဝေးတက်ရမယ့်ချိန်ကိုဆောင်ရင်းနဲ့ဓာတ်ပေါင်းဖိုအစီအကံစာကိုဖတ်ကြည့်နေတယ်ဖတ်နေရင်တနေရာရောက်တော့လီဂါဆော့တုံလုံးချောက်ချသွားတယ်သူစီဝေခန်းထဲကိုရောက်တော့ဗမူကြီးဖိုးတွေကသူတို့နိုင်ငံရဲ့ယာတို့အကြီးဆုံးအထွေထွေအတွင်းမှုချုပ်ကိုအခြေအနေအလုံးကိုကောင်းပါတယ်လို့တင်ပြနေတာကိုကြားလိုက်ရတယ်။ဗမူကြီးကစက်ရုံဒရိုက်တာပြောပုံအရဆိုရင်3.6 record ဆိုတာရေဘက်ကိုဓာတ်မှတ်တစ်ချက်ရိုက်စာပဲရှိပါတယ်။စိတ်ပူစရာမလိုပါဘူးလို့ပြောလိုက်ပါတယ်။နိုင်ငံခြားသတင်းစာတွေကလည်းလုံးဝသတိမထားမိဘူးကျွန်တော်တို့နိုင်ငံရဲ့လှုပ်ဝက်ချက်တွေလုံခြုံပါတယ်လို့ပြောပြလိုက်တော့အထွေထွေတွင်းရေးမှုချုပ်ကဒါဆိုရင်ကောင်းပြီအကုန်စင်ပြေနေတယ်ဆိုရင်အစည်းအဝေးသိမ်းရမယ်လို့ပြောပြလိုက်တယ်ဒီတစ်ခါတော့လီဂါဆော့ကသူဘယ်သူတွေနဲ့အစည်းအဝေးလုပ်နေရတယ်ဆိုတာကိုမေ့သွားပြီးတော့အစည်းအဝေးသိမ်းလို့မရဘူးလို့ပြောလိုက်မိတော့တယ်အထွေထွေတွင်းရေးမှုချုပ်ကလည်းကြောင်းသွားတယ်သူတစ်ခါမှမမြင်ဘူးဘယ်ကလာမှမသိတဲ့ကောင်းကနိုင်ငံရဲ့အရေးပါဆုံးယာရုတွေယူထားတဲ့သူတွေကိုလာဟောက်နေတာကိုလီဂါဆော့ကလည်းခီးမဆိုင်နိုင်တော့ဘူးအခြေအနေအလုံးကောင်းပါတယ်ထင်နေတဲ့လူကြီးတွေကိုအခြေအနေတွေဘလောက်ဆိုကြောင်းကိုရှင်းပြလိုက်တယ်အစီအခံစာထဲမှာပါတဲ့မိသက်သမားတယောက်ကမြေပြင်ပေါ်ကပြောင်ချောနေတဲ့အရာတစ်ခုကိုကိုင်းမိပြီးဒဏ်ရာရသွားတယ်ဆိုတာအဲ့ဒါ graphite ပဲဓာတ်ပေါင်းဖိုအူရိုက်ကြီးပောက်ကွဲပြီး graphite တွေမြေပြင်ပေါ်မှာပြန်ကျက်နေတာဓာတ်သတ္တိကြွမှု3.7 ကဆိုတာဓာတ်မှတ်တစ်ခါရိုက်စာမဟုတ်ပါဘူးအခါလေးရရိုက်စာနဲ့ညီမျှတာပါနောက်ပြီးဒီနံပါတ်ကဒိုစီမီတာအသေးရဲ့အမြင့်ဆုံးဖတ်နိုင်တဲ့နံပါတ်ပါတခက်နံပါတ်အစစ်ကအများကြီးမြင့်နေမယ်လို့ပြောလိုက်တယ်ဗိုလ်ချုပ်ကြီးဘော်ရစ်ကလီဂါဆော့ခမားလူတွေကိုစိုးရင်အောင်ပြောနေတာပဲလို့ပြောလိုက်တော့ထွေထွေအတွင်းမှုချုပ်ကဘော်ရစ်ကိုတားလိုက်တယ်လီဂါဆော့ဆက်ပြောပါစီပေါ့လီဂါဆော့လည်းဓာတ်ပေါင်းဖိုဆိုတာဂျိုနယ်လာလို့မေးရင်မေးမဲ့လူကြီးတွေကိုအစားဆုံးရှင်းပြတယ်ယူရေနီယမ်235ကိုလောင်စာအဖြစ်အသုံးပြုတယ်ယူရေနီယမ်ရဲ့အမြန်နှုန်းကကြီးစံလိုပါပဲအလင်းရဲ့အမြန်နှုန်းနှီးပါးနဲ့ယူလျရတယ်သူလမ်းကြောင်းမှာရှိတဲ့အရာရာကိုဖျက်သွားနိုင်တယ်တစ်သားတတ်ထုကွန်ကရစ်အရာအလုံးကိုပဲယူရေနီယမ်1 gram မှာဒီလိုကြီးစံလေးတွေထောက်တောင်းချီပြီးရှိတယ်ချာနိုဝယ်မှာတော့ gram 3 သန်းကျော်ရှိတယ်အခုအဲ့ဒါကြီးကမီးလောင်နေပြီလေထုကနေဓာတ်သတ္တိကြွတဲ့အမှုတွေကတိုက်ကြီးတိုက်လုံးကိုတည်ဆောင်သွားမယ်ကြီးစံပေါင်း3 သန်းကျော်ကကျွန်တော်တို့ရှူနေတဲ့လေတွေကိုတောက်နေတဲ့ရေတွေကိုစားနေတဲ့အစားအစာတွေကိုရောက်လာမယ်အဲ့ဒီထဲကကြီးစံတချို့ကတော့နှစ်ပေါင်း9 သန်းအထိကျန်နေခဲ့ဦးမှာပါလို့ရှင်းပြတော့အထွေထွေတွင်းမှုချုပ်ကြီးကလည်းဦးလဲလဲလေးဖြစ်သွားတယ်သူတို့မှဒါတွေမသိပဲကိုဒါနဲ့ပုံမှုကြီးဖိုးတွေကလီဂါဆော့ကိုခေါ်သွားပြီးချာနိုဝဲရဲ့အခြေအနေကိုကိုယ်တိုင်သွားကြည့်ပါလို့ပြောလိုက်တယ်ဘိုးတွေကသူမသိတဲ့သူကိုခေါ်မသွားခြင်းကြောင့်ပြောတော့အထွေထွေတွင်းမှုချုပ်ကခမရအနုပြူဓာတ်ပေါင်းဖို့ကိုဘယ်လိုမျိုးလဲဆိုတာမသိဘူးမလားဒါဆိုခမရကြည့်နေတာဘာလဲလို့ဘယ်လိုသိမှလဲလီဂါဆော့ကိုခေါ်သွားပါလို့ပြောပြီးအစည်းအဝေးကိုသိမ်းလိုက်တယ်ရဟန်းရင်ပေါ်ရောက်တော့ဘိုးတွေကလီဂါဆော့ကိုအနုမြူဓာတ်ပေါင်းဖို့တွေဘယ်လိုလုပ်လဲဆိုတာကိုမေးတယ်လီဂါဆော့လည်းလူပိန်းသားလည်းအောင်အကြံဉာဏ်လေးရှင်းပြတယ်အနုမြူဓာတ်ပေါင်းဖို့တစ်ခုကလျှက်စစ်စွမ်းအင်ကိုရင်းနှီးငွေနဲ့ထုတ်ဖော်တယ်အဲ့ဒီရင်းနှီးငွေကိုတာပိုင်းကနေလျှက်စစ်အဖြစ်နဲ့ထုတ်တယ်ပုံမှန်တအားပေးစီအောင်တစ်ခုကရင်းနှီးငွေကိုကြောက်မီးသွေးကနေထုတ်တယ်အနုမြူဓာတ်ပေါင်းဖို့ကတော့ယူရေနီယမ်လို့ခေါ်တဲ့ဓာတ်စင်ရဲ့ပို့တိုက်မှုကနေထုတ်တယ်ယူရေနီယမ်ထဲမှာရွေးရှားမှုအရမ်းမြန်တဲ့နျူထရွန်တွေပါတယ်ပုံမှန်ဆိုရင်တော့နျူထရွန်တွေကပို့တိုက်မှုကိုမဖြစ်နိုင်ဘူး RBMK ဓာတ်ပေါင်းဖို့ထဲမှာ graphite ကိုထည့်ပြီးတော့ယူရေနီယမ်တွေကိုပို့တိုက်မှုကိုဖြစ်စေတယ်အဲ့ဒီကနေစွမ်းအင်ပမာဏတွေအများကြီးကိုထုတ်လွှတ်လိုက်တယ်ဒီလိုရှင်းပြတော့ဘိုးရစ်ကနားလည်သွားတယ်အခုအနုမြူဓာတ်ပေါင်းပေါ်တွေဘယ်လိုလုပ်လို့လဲဆိုတာကိုငါသိသွားပြီမင်းကိုမလုပ်တော့ဘူးလို့ပြောလိုက်တယ်ဓာတ်ပေါင်းမို့နားရောက်တော့ဓာတ်ပေါင်းမို့ဝဲကိုတေချာမြင်ရအောင်အပေါ်တက်ကနေမောင်းခိုင်းတယ်ဒီကဆော့ကသွားကြည့်စရာမလိုဘူးဓာတ်ပေါင်းမို့ဦးတိုင်းကြီးပောက်ကွဲနေပြီ graphite တွေမြေပေါ်ကိုပြန်ကျက်နေပြီဘော်ရစ်ကလက်မခံဘူးငါမမြင်ရတာကိုငါဘယ်လိုလက်ခံရမှာလဲလို့ပြောတယ်ဘိုင်းလော်ကိုအပေါ်တက်ကနေမောင်းခိုင်းတယ်မင်းအဲ့ဒီဘော်ကနေမမောင်းရင်ငါမင်းကိုပြစ်တက်ခိုင်းမယ်လို့ဘော်ရစ်ကပြောတယ်မင်းအဲ့ဒီဘော်ကနေမောင်းရင်တော့မနေ့ဖြန်ကျွန်တော်ကိုပြစ်တက်ပေးပါလို့တောင်းပန်နေရလိမ့်မယ်လို့လီဂါဆော့ကပြောတယ်။ပိုင်းတော်လည်းလီဂါဆော့စကားကိုနားထောင်ပြီးလမ်းကြောင်းပြောင်းလိုက်တယ်။အဲ့ဒီအတော်ထဲမှာအနုမြူစွမ်းအင်ဌာနကအိုလန်နာကကွန်မြူနစ်ပါတီချုပ်ကိုတွားပြီးတော့ချာနိုဘဲကလူတွေအတွက်အိုင်ယိုရင်းဆေးတွေထုတ်ပေးပါပြီးတော့မြို့ဘက်ကလူတွေကိုချက်ချင်းဖယ်ရှားပေးပါလို့ပြောတယ်။ဌာနချုပ်ကလူကချာနိုဘဲကအခြေအနေကောင်းပါတယ်။စိုးရိမ်စရာမလိုပါဘူးလို့ပြောတော့အိုလန်နာကရှင်ထုတို့ရဲ့မှုချုပ်မဖြစ်ခင်ကတည်းကကျမကအနုမြူယူပဗေဒပညာရှင်ဖြစ်ပြီလို့ပြောလိုက်တော့ခုံပေါ်ရောက်နေတဲ့လူတွေကအောက်ကလူတွေဘာပြောပြောနားမဝင်တတ်တာကိုအိုလန်နာကစိတ်ပြက်ပြီးတော့ထွက်လာတယ်။ဘာမှမသိရဲ့အတွင်းရင်မှုလေးကိုသူ့စီမှာရှိတဲ့အာယွန်ဈေးလုပ်လေးပေးပြီးတော့ဒီကိစ္စကြီးမပြေခင်စီတစ်နေ့လုံးတော့ပါမင်းကိုကိစ္စမဖြစ်အောင်ကာကွယ်ပေးလိမ့်မယ်ပြီးရင်ဒီနေရာကနေအဝေးဆုံးကိုထွက်ပြေးပေးတော့လို့ပြောလိုက်တယ်ချာနိုဘယ်မှာတော့စက်ရုံဒရိုင်ယာနဲ့အင်ဂျင်နီယာချုပ်ကြီးတို့ကဗိုလ်ချုပ်ကြီးဖိုးတွေကိုသူတို့အားလုံးထိတ်ချုပ်နိုင်ပါပြီစိုးရိမ်နိုင်စရာမရှိတော့ပါဘူးလို့ပြင်းပြနေတယ်သူတို့အစီရင်ခံလိုက်တဲ့စာရဲရလို့ပေါ့ဒီတစ်ခါဖိုးတွေကမရတော့ဘူးဒါဆိုငါဘာလို့ graphite တွေပြန်ကျက်နေတာကိုတွေ့ခဲ့ရတာလဲ graphite ဆိုတာအနုမြူဓာတ်ပေါင်းပို့ထဲမှာရှိရမှာမဟုတ်ဘူးလားလို့မေးလိုက်တယ်အဲ့ဒါက graphite မဟုတ်ပါဘူး concrete တုံးတွေပါလို့ပြောလိုက်တော့ဖိုးတွေက
ဂရဖိုက်တွေအကြောင်းကိုမင်းတို့လောက်သိချင်မှသိမယ်ကွန်ကရစ်တွေအကြောင်းကိုတော့မင်းတို့ထက်အများကြီးပိုသိတယ်လို့ပြောလိုက်တယ်လီဂါဆော့တို့ဒိုစီမီတာအကြီးနဲ့ဓာတ်သက်တိကျွမ်းမှုကိုထပ်တိုင်းမှုလုပ်ကြတယ်တိုင်းနဲ့သူပြန်ရောက်လာတော့ 3.6 ရန်ကန်မဟုတ်ဘူး1000 ဝဲရန်ကန်လို့ပြောတယ်ဒီပမာဏကဟီရိုရှီမာကိုကျချခဲ့တဲ့ပုံတွေနှစ်ဆပိုများတဲ့ပမာဏကိုထုတ်နေပြီဒါကတနအီတိုင်းမှာထုတ်နေတာကိုပြောတာအခုဆိုရင်ဘုံလုံး40တီတီထုတ်ပြီးနေပြီလို့တိုက်ကြီးတိုက်လုံးသေးသွားတဲ့အထိမိဆက်လောင်ပြီးတော့အစိမ့်ငွေတွေထုတ်နေအောင်ပါလို့လီဂါဆော့ကပြောလိုက်တော့ဘိုးတွေကစက်ရုံဒရိုင်ယာနဲ့အင်ဂျင်နီယာချုပ်ကိုထောင်းထဲပို့လိုက်တော့တယ်အင်ဂျင်နီယာချုပ်ကသူ့ဖန်ခံရတော့ဒုအင်ဂျင်နီယာချုပ်ဒီယာရော့ရဲ့အဖြစ်တွေပါဒီကိစ္စကိုသူဦးဆောင်တာပါလို့ပြောလိုက်သေးတယ်ဘိုးတွေကလီဂါဆော့ကိုဒီမီကိုဘယ်လိုညှိရမလဲလို့မေးတော့ဒီကိစ္စကြီးကကမ္ဘာပေါ်မှာဘယ်သူမှမဖြစ်သေးတဲ့ကိစ္စကြီးပါဘော်ရိုနဲ့တဲကိုပြစ်ချလိုက်ရင်ပြဿနာတော့ရှိပေမဲ့တခြားနည်းလမ်းလည်းမရှိတော့ဘူးရဟရင်တွေကအပေါ်တက်ကိုပြန်ခိုင်းလို့တော့မရဘူးဘေးကနေပတ်ချခိုင်းရမယ်အနည်းဆုံးတန်900လောက်လိုတယ်ချာနိုဘဲနဲ့3ကီလိုမီတာပဲဝေးတဲ့မြို့တွေကလူတွေကိုရှူပေးပါလို့ပြောတော့မင်းမီကိစ္စကိုပဲရှင်းပါကျန်တာနားမလဲရင်ဝင်မရှုံနဲ့လို့ပြောပြီးထွက်သွားတယ်လီဂါဆော့ကခမရဖယ်သွားမလို့လဲလို့မေးလိုက်တော့မင်းအတွက်တဲနဲ့ဘော်ရိုတန်900သွားရှာမလို့ပြောလိုက်တယ်နောက်တစ်နေ့မှာတော့တဲနဲ့ဘော်ရိုတွေကိုကြားချဖို့လုပ်တယ်မီးပေါ်တက်ကိုဖျက်မပြန်ဖို့သတိပေးထားရဲနဲ့ရဟရင်တစည်းဖျက်ပြန်ပြီးသွားတော့ချက်ချင်းရဟရင်ကပြက်ကျသွားတယ်ဘိုးတွေကလီဂါဆော့ကိုအခြားနည်းလည်းမရှိဘူးလားလို့ပြောလိုက်တော့လီဂါဆော့ကလည်းကောင်းခါပြတယ်နာအီနဲ့ငယ်ကြတော့တဲတွေ20လောက်ချပြီးပြီတော်တော်လေးအဆင်ပြေနေပြီကွာလို့ပြောတယ်လီဂါဆော့ကတော့မပြောနိုင်ဘူးမြို့ထဲမှာလူ9000လောက်ရှိရဲလို့ပြောတော့ဘိုးတွေကအေးစေးပေါ့ငါတို့တော့ဒီမှာနေကြတာပဲလို့ဖြေတယ်ဒါပေမဲ့ငါတို့ကနောက်9နှစ်လောက်ဆိုသေပြီလို့ပြန်ပြောလိုက်တယ်ဘိုးတွေတုံလို့ဆောင်တဲ့ထိုင်ကုန်ပေါ်ထိုင်ချလိုက်တော့တယ်အဲ့ဒီခါမှာပဲဖုံးဝင်လာတယ်ဘိုးတွေကဖုံးဝင်လိုက်တော့ပိုပြီးတုံလို့သွားပါတယ်ဆွေရင်ကအနုမြူဆိုင်ရုံတစ်ခုကဓာတ်တိကြွတာကိုဖမ်းမိတယ်။ချာနိုဘယ်မှာအနုမြူဆိုင်ရုံပောက်ကွဲသွားတာကိုသူတို့သိသွားပြီ။အမေရိကန်တွေကလည်းဂျိုဒူကနေဓာတ်ပုံတွေရိုက်သွားတယ်။ကမ္ဘာကြီးတစ်ခုလုံးသိသွားပြီ။ဂျာမနီကသူတို့ကလေးတွေကိုအပြင်းအောင်ထပ်မကစားခိုင်းကြရတော့ဘူး။ချာနိုဘယ်ကကလေးတွေကြောင်းတက်နေတဲ့အချိန်မှာပေါ့။ပောက်ကွဲမှုဖြစ်ပြီးတော့36နာရီကြာမှချာနိုဘယ်မြို့ထဲကိုဘတ်စကားတွေအစီးပေါင်းများစွာဝင်လာတယ်။စစ်သားတွေကအိမ်ပေါက်စစ်တကားလိုက်ခောက်ပြီးတော့လူတွေကိုလွတ်ရကြွရနေရချွေကြတယ်။မြို့ကြီးကခဏလေးအတွင်းမှာပဲလူသားတွေတိတ်ဆိတ်သွားတယ်။နှုတ်မြူပညာရှင်အိုလန်နာကလီဂါဆော့ရိုစီကိုရောက်လာတယ်။အိုလန်နာကရှင်းတို့ဓာတ်ပေါင်းဖို့ကိုဘိုရိုနဲ့တဲတွေပြစ်ချပြီးမင်းချင်းနေတာကျမသိရဲ့။အဲ့ဒီနေ့ကပုံမှန်လိုအစ်စ်ပြေးပေးမဲ့ဒီရော်တော့လှုပ်လိုက်လို့တိုင်ကြီးထဲမှာရေတွေပြည့်နေတယ်လီဂါဆော်လဲစိတ်ညစ်သွားတယ်တိုင်ကြီးထဲမှာဘာမှမရှိဘူးဘလာတွေပဲလို့သူထင်နေခဲ့တာဘိုးတွေကလီဂါဆော်ရောအိုလန်နာရောကိုခေါ်ပြီးတော့စီဝေးကိုတွားတက်တယ်စီဝေးခမ်းမာတဲ့ကိုရောက်ချင်းမှာပဲကြွကြွကျွေးရင်မှုချုပ်ကသူ့မှာ10မိနစ်ပဲချိန်ရတယ်ပြီးရင်သူ့မိတ်ဆွေနိုင်ငံတွေကိုလည်းတောင်းပန်ရမယ်ရန်သူနိုင်ငံတွေကိုလည်းတောင်းပန်ရမယ်ကမ္ဘာကြီးခုလုံးကိုတောင်းပန်ရမယ်ဒီလူသားမျိုးနွယ်တစ်ခုလုံးကိုပြတ်သုံးစေမဲ့ကိစ္စကြီးကိုဖြစ်စေမိလို့ပြောတယ်လီဂါဆော့ကသတင်းကောင်းလေးတွေရှိပါတယ်ကျွန်တော်တို့မီးကိုထိန်းနိုင်ခဲ့ပါပြီတသက်တိကြောက်မှုတွေလည်းလျော်နေသွားပါပြီမီးကိုအကုန်ငြိမ်းဖို့အတွက်နောက်ထပ်2ပတ်လောက်တော့ကျန်အောင်မယ်ဒါပေမဲ့ကျွန်တော်တို့ကျဲချခဲ့တဲ့တဲတွေကအပူရှင်ရောက်ချော်ရည်တွေဖြစ်သွားပြီးတော့အောက်ခံကိုကိုရီပြားတွေကိုထိုးပေါက်မယ်မြေရောက်ကရေထဲကိုစိတ်ဝင်ပြီးတော့ညဉ့်ညမ်းမှုတွေဖြစ်ကုန်မယ်ကျွန်တော်တို့အစကတိုင်ကြီးတွေကိုအလွတ်တွေထင်းခဲ့တာတိုင်ကြီးထဲမှာရေတွေပြည့်နေတာကျွန်တော်ခုမှသိပါတယ်လို့လီဂါဆော့ကပြောလိုက်တော့တိုင်ကြီးထဲမှာရေပြည့်တာဘာပြဿနာရှိလို့လဲလို့အထွေထွေအကျွေးမှုချုပ်ကမေးတယ်ဒါနဲ့အိုလန်နာကထပ်ပြီးတော့ရှင်းပြတယ်ချော်ရည်တွေကတိုင်ရဲကရေတွေကိုအငွေ့ပြန်စေပြီးတော့ပေါက်ကွဲမှုအကြီးကြီးကိုဖြစ်စေမယ်။ပေါက်ကွဲမှုဖြစ်တာနဲ့ချာနိုဘယ်မှာကျန်သေးတဲ့နောက်ထပ်ဓာတ်ပေါင်းမှု3ခုကပါသွားမယ်။ဒီလိုဆိုရင်တော့ဆိုဗီယက်၊ယူကရိန်း၊လတ်ဗီးယား၊လက်သရေနီးယား၊ဘီလာရုစ်၊ပိုလန်၊ချက်ကိုစလိုဗက်ကီးယား၊ဟန်ဂေရီ၊ရိုမေးနီးယားအရှေ့ဂျာမနီမှာရှိတဲ့အစာနဲ့ရေအလုံးကဒါရရပစ္စည်းသွားပါမယ်လို့ပြောလိုက်တယ်။ဒါကြီးဖြစ်ဖို့က48နာရီပဲလိုတော့တယ်လို့လီဂါဆော့ကထပ်ပြောလိုက်တော့အထွေထွေတွင်းမှုချုပ်ရဲ့မျက်နှာကစီးဝဲလောက်ပဲကျန်တော့တယ်။ကျွန်တော်တို့တိုင်ကြီးတဲကရေတွေကိုဖောက်ထုတ်လိုက်ပါမယ်။ဒီတော့ဆက်ရုံအကြောင်းသေးတဲ့လူ3ဦးကိုမြေရောက်ကနေဝင်ပြီးတော့ရေတွေကိုစုပ်ထုတ်ပေးဖို့ခိုင်းနေပါတယ်။ဒီလိုလုပ်တာကဒီလူ3ဦးကတစ်ပတ်အတွင်းမှာပဲတည်မှာပါ။ဒီတော့ဒါကလူ3ဦးကိုတတ်ဖို့တရားဝင်ခွင့်ပြုချက်တောင်းနေတာဖြစ်တယ်လို့လီဂါဆော့ကပြောလိုက်တယ်။လီဂါဆော့တို့ချာနိုဘယ်ကိုပြန်ရောက်တော့ဆက်ရုံတဲကရေတွေကိုစုပ်ထုတ်ပေးနိုင်ရင်နှစ်စဉ်ရူဘယ်400ကိုချိမြင့်မယ်ပြီးတော့ယာရုလည်းတိုးပေးမယ်လို့စီယုံတယ်။လောက်သမားတွေကရူဘယ်400အတွက်ဘယ်သူကအသက်သေခံမှာလဲလို့ပြောကြတယ်။ဒီမှာတွင်ဘိုးတွေကမင်းတို့မလုပ်ရင်လူနဲ့တန်းချီသေးရတော့မယ်။ငါတို့မျိုးဆက်တွေဒီကိစ္စကြီးကိုခံစားရတော့မယ်။ငါဒီကိစ္စဖြစ်စေခဲ့တဲ့လူတွေကိုမုန်းတယ်။ငါပြန်ပေးဆက်ရမယ့်အရာတွေကိုလည်းမုန်းတယ်။ဒါပေမဲ့ငါလက်ခံရတယ်။ဒီတော့ရေထဲကိုသွားပါ။ဒါလောက်ကိုလုပ်ရမယ့်ကိစ္စမို့ပါလို့ပြောလိုက်တော့လူ3ယောက်ကထားလာတယ်။သူတို့ဟာရေဒီယိုတက်တိကြွနေတဲ့ရေထဲကိုတဖြည်းဖြည်းနဲ့ဝင်သွားကြတော့တယ်။